ဒီနေ့2ရက်6လ2026เนาะ update transfer news ရှိတယ်နံပါတ်1အနေနဲ့เนาะလီဗာပူးရဲ့ center back အီဘရာဟင်ကိုနာတေးကို Real Madrid တင်ရနေပြီးတော့ဒီ၄နှစ်စာချုပ်နဲ့နှုတ်အားဖြင့်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်ဒါကတော့ဘယ်ပေါ်မူတည်လဲဆိုရင်တော့ Real Madrid ဥက္ကဋ္ဌ Florentino Perez ကိုဆက်လက်ရွေးချယ်ခြင်းခံရအောင်မူတည်ပြီးရွေးချယ်ခံရမယ်ဆိုတော့ဒီအပြောင်းအရွှေ့ကဖြစ်မြောက်ဖွယ်ရှိပါတယ်အီဘရာကိုနာတေးကပြီးခဲ့တဲ့ရာသီမှာတော့အရင်တော့ကောင်းပုံတော့ပုံအောင်မရခဲ့ဘူးသို့တော့ Real Madrid နဲ့သူ့အားဖြစ်ခြင်းနေတယ်လီဗာပူးပိတ်တက်နေနေရောသူ့ကိုလက်လွတ်ချင်လား Real Madrid ပိတ်တက်နေတဲ့သူ့ကိုကြိုးဆိုလားเนาะကွန်မန့်မှာမေးခဲ့ပေးပါเนาะဒုတိယဒုတိယအနေနဲ့ကျွန်တော်တို့ဒီအချစ်တော်ကိုသမားကြီးเนาะအန်ဒရီအိုနာနာက Transposer တင်ကငှားနဲ့သွားကစားနေရမှာ Manchester United ရဲ့ pre-season ကိုလာရပူပေါင်းမှုဖြစ်ပါတယ်။ Michael Carrick လက်အောက်မှာလက်ဆွမ်းပြနိုင်မလားဆိုတော့ပြန်လဲစောင့်ကြည့်ရပါမယ်။ပြီးခဲ့တဲ့ရာသီမှာတော့ Lemans ကတင်းရင်းလက်ဆွမ်းလေးရရှိခဲ့တဲ့အတွက်ကြောင့်သူ့ကိုကြော်ပြီးနေရရမလားတော့မသိကြဘူးပေါ့နော်။တတိယဒုတိယအနေနဲ့ Benfica အသင်းကသူတို့က Real Madrid ကိုထွက်သွားတဲ့ Mourinho နေရာမှာအစားထိုးဖို့ Fuan နီးပြ Marco Silva ကိုခန့်ဖို့အလုံးမဲ့နီးစပ်နေဖြစ်ပါတယ်။ Marco Silva အနေနဲ့လည်းသဘောတူညီမှုရရှိနေပြီဖြစ်ပါတယ်။ Official agreement နဲ့လုပ်တာဖြစ်ပါတယ်။ဒါကတော့ဒီနေ့2ရက်6လ2026မှာ update transfer မျိုးတင်ဆက်ပေးရပဲဖြစ်ပါတယ်။